လို့ရှိရင်တော့ကိုယ်အိမ်ကိုတစ်ခေါက်တော့ပြန်ရတယ်ဒါတို့တော်စကားဆိုလည်းမှန်တယ်ဗျာမျိုးစကားဆိုလည်းမှန်တယ်ဗျာတော့မှလည်းပဲတို့မိုးလင်းတာနဲ့အိမ်ပြစ်ရာပြစ်ပြီးတော့တို့ရဲ့လေစခန်းတို့မိုးရာစခန်းတော့မှရှိတဲ့လူသုံးကိုစားတော့လို့ရမယ့်နေရာလေးတွေရှောက်ပြီးတော့တချို့လဲတောင်းလေးတွေနဲ့တချို့လဲပလုံးလေးတွေနဲ့တချို့ကျတော့လွယ်အိတ်ကလေးတွေနဲ့မထွက်ကြဘူးလားထွက်ကြပါဗျာအေးထွက်တာဘာလို့ထွက်တာလဲကြာပွေထွက်ရတာပါဗျာအေးဝတ်တာထွက်တာဝတ်တာချထွက်တာမှန်လားပါဟင်ထွက်ကြတဲ့တချို့လဲတချို့လေးနဲ့လွယ်အိတ်ကလေးနဲ့ဟင်လူသုံးကိုပြည်စည်းလေးတွေစားတရားပြည်စည်းလေးတွေလိုက်ကြတယ်အဲ့ဒါနေဝင်ပြီဆိုရင်ကိုယ်ရင်ကိုပြန်ရတာပဲမဟုတ်ဘူးလားမှန်ပါပါဟင်မှန်ပါပါနေဝင်ရင်ပြန်နေဝင်လို့ပြန်လို့ကိုယ်လွယ်အိတ်ထဲမှာကိုတောင်းထဲမှာကိုပလုံးထဲမှာမေရသားတရားတောက်တရားသုံးတရားမပါရင်အိမ်ပြန်ပြန်တပန်းလားမလားမနာပါဗျာဟဲ့လားတော့ဟင်သားတရားမှပါတော့ပဲနဲ့မှန်ပါပါဗျာမေရမှပါတော့ပဲအေးတို့လူဘဝလည်းဒီတိုင်းပဲတဘဝနေပြီးရင်တဘဝသိရအောင်မှာတို့တရားပြန်အောင်မှာဟင်မှန်ပါပါအပြန်ရအောင်မှာဗျာဟင်အဲ့တော့တို့မွေးကိစ္စဆိုရင်တော့ဒါအာယုံတက်ပေါ့မှန်ပါပါဗျာတို့ထင်တယ်ဟိမှန်ပါပါကဲ73 74လောက်ဆိုလို့ရှိရင်တော့တို့ပါတော့နေထန်တပြားရောက်မှန်ပါပါဗျာရောက်ပါဗျာဟင်ကာလာသမီးရွယ်ဆိုအဲ့ဒါနေတက်ပြုနေထန်တပြားရောက်ပြီပြုဟင်မှန်ပါပါဗျာဟင်အပြိုးပေါ်လူပြိုးဝင်နေထန်တပြားတွေမဟုတ်ဘူးဆုံးကံဝင်ချိန်တောင်ရောက်သွားတယ်ရောက်ပါဗျာဆုံးကံဝင်ချိန်ရောက်သွားရဲ့ဟင်အဲ့ဒီ19 20ကျတော့အိမ်တော်ရဲ့သားကြပြီဆိုတော့တုံးခေါက်ချိန်နဲ့ထမင်းသားချိန်မှန်ပါပါဗျာအဲ့လိုထမင်းသားချိန်တော့ရောက်ပြီဟင်ဒီကနေဒုက္ခနဲ့ဆိုရင်တော့ကိုက85နှစ်သက်တမ်းတယ်မှန်ပါပါဗျာဟင်အနှစ်တရာလျင်မိဩဇာကတလမရော့တဲ့အတွက်ဒုသက်တမ်းနဲ့တနည်းရော့မှန်ပါပါဗျာအဲ့တော့ဖရာတရားရမ်းမှာတူပွင့်တော့2500ဆိုတော့25နှစ်သူရောသွားမှန်ပါပါဗျာဟုတ်ကလားမှန်ပါပါဗျာအဲ့တော့ဒုက္ခလိုဖြမ်းမြနှုံးဖို့95နှစ်သက်တမ်းတယ်မှန်ပါပါဗျာအဲ့တော့35လောက်40လောက်ဆိုရင်တော့မွန်တဲ့ဗျာအေးပါဗျာညောင်မွန်တဲ့ဗျာမှန်ပါပါဗျာဟင်အေးပါ45 50ဆိုရင်ဒီတစ်ချက်လောက်ဗျာမှန်ပါပါတဲ့ကြီးဗျာမှန်ပါပါဗျာဟင်အဲ့ဒါဆိုမွန်တဲ့ဗျာမှန်ပါပါဗျာဟင်60လောက်ဆိုရင်တော့ဝင်လို့ပါဗျာဟုတ်ကလားမှန်ပါပါ60လောက်ဆိုတော့ဟင်အတို့ဘုဘယ်နှရောက်ပြေးပြီဘယ်နောက်ရောက်သွားပြီလဲတူတယ်ဟင်သူမေးပါများတော့ဘယ်နောက်သွားဖို့မလဲတူတယ်ဟင်60လောက်ဆိုရင်တော့ဟောတို့ကနေတောင်းမနော်မှန်ပါပါဟင်တို့အရွယ်ကိုပိုင်းတဲ့ခါကျတော့အဲ့ဒီ60ဆိုရင်ဟာနာတတကာသွေးဆုံးမှန်ပါပါဟင်အကြံတုံးညာတုံးဘဝရောက်မှန်ပါပါနေတောင်းကျွန်တော်ဘာလုပ်လို့မရဟင်အသက်20ဆိုရင်ခိတတတကအပျော်ဆုံးအရွယ်လို့မှန်ပါပါလမ်းပန်းဆုံးအပျော်ရွှင်ဆုံးအတက်ကြွဆုံးအသက်30ဆိုရင်ဝဏတတကအဲ့ဒီချိန်မှာသွေးသားအတူဆုံးအလှဆုံးရွယ်လို့ဆိုလို့တယ်40ဆိုရင်ဗလာတတကအားကောင်းဆုံးဟင်ကိုခန္ဓာအားအကောင်းဆုံးလို့ခေါ်တယ်40မှန်ပါပါဟင်50ဆိုရင်ညာနာတတကညာမကောင်းလားမှန်ပါပါအတွေ့အကြုံတွေများလာပြီမှန်ပါပါ60ဆိုရင်ဟာနာတတကပြန်ကြပြီမှန်ပါပါဟင်နေတောင်းပြီ60မှန်ပါပါအဲ့ဒါဆို60ဆိုနေတောင်းပြီဗျဟင်90 95ဆိုရင်တော့နေလုံးကြီးမေးတင်ပြီမှန်ပါပါဗျာဒီမဲ့ဘက်ကိုတေးနေပြီ90 95ဆိုရင်ဘယ်နှလုံးအဲ့တော့တို့ရွယ်လေးကိုရွယ်လေးနဲ့ကိုတွေ့ကြည့်ကြပေါ့ဗျာမှန်ပါပါဗျာဘယ်ရွယ်လောက်ဖြစ်လို့ဦးသေးကျို့ဆုံးကံဝင်လောက်များလားလို့ဆုံးကံဝင်လောက်မဟုတ်ဘူးလားဟုတ်တော့ပါဆုံးတော့ပြုမင်းနိုင်တော့ဘူးပေါ့မင်းနိုင်တော့ဟုတ်ကလားတော့ဆုံးတော့ပြုများရှိမှလားလို့ချင်းအဲ့တော့တို့ရွယ်တွေလည်းအဲ့ဒီတိုင်းပဲဆိုအဲ့တော့ဒီဘဝမှာဒီတိုင်းနေလာခဲ့ပြီရာသားဝါမျိုးမျိုးနဲ့ဟုတ်ကလားမှန်ပါပါလေသမားလည်းလဲနေတာ
မှန်လားပါဗျာ အခုဆိုမိုးမြော် မှန်လားပါ ဟင်ပြူထောင်တော့စိုက်ခင်းတဲ့သိရောက် မှန်လားပါ စိုက်ခင်းတဲ့ရောက်တော့စိုက်တင်ညိုလောက်ရောက်ပြီ မှန်လားပါ စိုက်တင်ညိုကြတော့ရိတ်တဲ့နေရာသိရောက်ပြီ မှန်လားပါ ရိတ်ပြီးတော့ဟိုသိတဲ့နေရာရောင်းတဲ့နေရာသိရောက်ပြီ မှန်လားပါ ရောင်းရဲတပေါင်းလောက်ကြတော့ကုန်းဘာရှိဘူးအခုပဲမိုးပြန်မျောပြီ မှန်လားပါဗျာ ဘာကြလဲပြီ လဲပါဗျာ ဟင် လဲပါ ဟင်ဘယ်လောက်လဲတော့ဘယ်နှမိုးလဲပြီတော့ မကြီးတွက်နေအောင်လဲပါ ถ้าเลသမားလို့ပြောတာ မှန်လားပါ နာမဲကိုအခိုက်ကြီး မှန်လားပါ ဟင်ဟင် မှန်လားပါ တို့မျိုးလဲမျိုးလိုက်လေသမားပဲဒီမှာဟဲ့ မှန်လားပါဗျာ ဟင်ဘယ်လက်ကရှာလိုက်ညာလက်ကသုံးလိုက်လှည့်ပတ်ထွက်သွားတာတင်လေ မှန်လားပါ တခါညာလက်ကဝင်လာတော့ဘယ်ဘက်ကနေလှည့်ပတ်ထွက်သွားတာ မှန်လားပါ သူလက်လဲနေတာပဲ မှန်လားပါဗျာ အကုန်လုံးတော့လေသမားကြီးတွေပါ မှန်လားပါ ဟိုတောလေနဲ့မြို့လေပဲကွာမှာပါ မှန်လားပါ ဟင်အဲ့တော့တို့ရရသာသာဝါဝါမြုံမြုံနဲ့တို့နေလာခဲ့ပြီအဲ့တော့တို့ဒီနေထမ်းတပြားတို့ဟိုသုံးငါဝင်းတို့တော့ထားပွဲမွန်းတဲတဲ့နေရာနေပြီးတော့မွန်းတိန်တဲ့နေရာတီတီအောင်ရောက်လို့မှတို့လက်ထက်ပါရှိ မှန် ဘယ်လောက်ကြာတော့ဟင်ဒီတိုင်းနဲ့တို့လက်ကြီးတဲ့ပြန်သွားမယ်ဆိုရင်အိမ်ပြန်မြန်ဘာမလာပဲဖြစ်တော့ဟင် လားပါ ဒီတိုင်းဆိုတို့အိမ်ပြန်မြန်ဘာမလာပဲဖြစ်တော့မယ်တက်တဲ့မေမေရရဘာပြောတရားရှိဖို့ ကြည့်ပါဗျာ ဘာယူဗျအချိန်နာကုန်တာလဲနေတာပဲပြီးပြီဟင် မှန်လားပါ အဲ့တော့တို့အိမ်တော့တဘုံကဟိုတို့တရက်နေကုန်ရင်တရက်အိမ်ပြန်မှာတော့သိကြတယ်ထင်တယ်ဟဲ့ သိကြပါဗျာ ကိုယ့်အိမ်ကိုပြန်မှာ မှန်လားပါဗျာ ပုတ်ကလား မှ ဗျ န်လားပါဗျာ တို့ကလေးတွေပွဲပြန်ရင်တော့အယုတ်တယုတ်ဆွဲရတယ်လို့လူကြီးတီပွဲပြန်ရင်လည်းအယုတ်တယုတ်ဆွဲရမှာ မှန်လားပါဗျာ ဟင်ဘာယုတ်ဆွဲမိမလားမသိတာ မှန်လားပါဗျာ ဟင်နာယုတ်ကြီးတွေပြမယုတ်ကြီးတွေဆွဲမိမလားခွေးယုတ်ကြီးတွေဘာတော့ဟိုဖိုးဝါယုတ်ကြီးတွေဆွဲမိမလားအယုတ်တယုတ်တော့ဆွဲပြန်ရမှာသိပါ ဆွဲရမှာပါဗျာ ဟင်ကိုဆွဲရမှာမဟုတ်ဘူးလား မှန်လားပါဗျာ အဲ့တော့တို့အိမ်ပြန်ကြရတော့မယ်အဲ့တော့အိမ်ပြန်ကိုတို့ရင်ရထားနဲ့ပြန်ကျင်သလားချီချင်းပြန်ကျင်သလားအဲ့ဒါမေးဘာနဲ့ပြန်ကျင်တော့ ရထားနဲ့ပြန်ကြပါ ပြောတာပဲဗျပြောတာမေးတော့လည်းအကောင်းကြီးတော့ကြိုင်တာဗျလုံးတော့လည်းမကောင်းတာတွေရွေးလုံးတာဗျဘယ်လိုပါလဲတော့ဗျဟင်ရင်ရထားနဲ့ပြန်မယ်ဆိုမက်ခင်ရှင်ပြောတာ မှန်လားပါဗျာ တတိနဲ့သွားတဲ့ပုဂ္ဂိုလ်အဲ့ဒါမက်ခင်ရှင်နဲ့သွားနေတယ် မှန်လားပါဗျာ ရင်နဲ့သွားရင်သက်သာမယ် သက်တာပါဗျာ မေးမေးကြီးနဲ့သွားရင်ပြင်မမယ် မှန်ပါပါ ဟုတ်ဗျ မှန်ပါဗျာ အဲ့တော့ရင်ရထားနဲ့သွားတာတော့ဟုတ်ပြီခမည်းတော်လက်မဲ့ပြန်မလားလက်ရှိပစ္စည်းနဲ့ပြန်မလား လက်ကြီးပြည့်စုံပြန်မှ ဒီလိုပဲပြင်ပါဗျာလက်မဲ့တော့ဘယ်သူမှပြန်ဘူးဗျာ န်လားပါ ဒါဖြေတာပြောတာပါဗျာဒုက္ခကြတော့လဲဘာနဲ့လက်ထက်ရှိသေးဘူးမေးတော့လည်းဘာမှရှိသေးဘူးတဲ့ဗျာဟင်အဲ့တော့လက်မို့လက်ရှိဆိုတာကတော့တို့ပါတော့ဒါနမှုသီလမှုဘာဝနာမှုအဲ့ဒါတွေတင်တယ်ဟင် မှန်လားပါဗျာ ဒါထေတန်းကြတဲ့ဘဝကိုယ်ပိုင်ဘဝခေါ်တယ် မှန်လားပါဗျာ လောဘကြောင့်သွားမယ်ပြိတ္တာဒါကိုယ်ပိုင်ဘဝမဟုတ်ဘူး မှန်လားပါ လောဘကလွတ်လိုက်တာ မှန်လားပါ ဒေါသကြောင့်သွားမယ်ငရဲဒါကိုယ်ပိုင်ဘဝမဟုတ်ဘူးဒေါသကလွတ်လိုက်တာ မှန်လားပါ ကိုကြောက်တဲ့သူများတာဖို့ညှင်းစေခံအောင် မှန်လားပါ ဟုတ်ကလားဟိ မှန်လားပါ ဟိုပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်ထောင်ထဲလည်းသွားရအောင်မယ်ထောင်ထဲအရိုက်လည်းခံရတယ်လို့ပဲငရဲဘုံအဲ့တိမ်သွားမှာ မှန်လားပါ ဟောမောဟကြောင့်ဒိဋ္ဌံသွားမှာအဲ့ဒါမောဟကပိုးတာဒိဋ္ဌံပြီးကြတော့လည်းမြို့ကြတော့လည်းဟိုပါတော့ပိုင်ရှင်ကမွေးပိုင်ရှင်ကတတ်မှာ မှန်လားပါ တော့ဘယ်သူမှမမွေးတာကြတော့လည်းပြိုကြီးနိုင်ငယ်သာတတ်မှာပဲဟင် မှန်လားပါဗျာ ဟုတ်ကလားဟိ ဟုတ်ပါဗျာ အဲ့တော့အဲ့ဒီမှာလည်းကိုယ်ပိုင်ဘဝမဟုတ်ဘူးအဲ့ဒါလက်မဲ့သမားတွေပြန်တယ်လား မှန်လားပါဗျာ လက်ရှိသမားဆိုရင်ဒါနမှုသီလမှုဘာဝနာမှုနဲ့ပြန်ရတာလေ မှန်လားပါဗျာ အဲ့ဒါလက်ရှိဝိတုဘဝနတ်ဘဝဇမဘဝအရိယဘဝနဲ့ပြန်လာတော့ဟုတ်ကလား မှန်လားပါဗျာ အဲ့လိုပြန်တဲ့မှာတို့ဟောလက်ရှိနဲ့ပြန်မယ်ဆိုလို့ချင်းဒါနမှုသီလမှုရှိတယ်တွဲပေါ့လေဘာဝနာမှုလို့ခေါ်တဲ့ဝိပဿနာမှုဉာဏ်ပညာမဲ့ပညာဖူပညာမှုအဲ့ဒါတွဲထားအဲ့ဒါနဲ့ပြန်ရမယ် မှန်လားပါဗျာ လက်နဲ့ပြန်ခြင်းတပဆိုရင်ပေါ့ မှန်လားပါ လက်မဲ့ပြန်ခြင်းတပဆိုရင်တွဲပါတယ်ဟင် တွေ့ပါဗျာ ဟောလက်ရှိနဲ့ပြန်ခြင်းနဲ့ဆိုရင်တော့တို့ယူရမယ် မှန်လားပါဗျာ လက်မဲ့နဲ့ပြန်ခြင်းတော့တွဲပါတယ်ဟောတာတာလေးမေ့လိုက်ရုံမဲ့အဆင်းကလွယ်လွယ်လေးဗျမေ့လိုက်ရုံမဲ့ကြိုးစားဖို့မလိုအတက်ကတော့ကြိုးစားရတယ်မလေး သိရမှာ ဟုတ်ကလား မှန်လားပါဗျာ အစင်းကတော့တို့စိတ်ကလေးကိုစိတ်အတိုင်းပဲလိုလိုက်ပြီးတာတာလေးသာဟိုလိုက်သွားရောက်ပါတဗျာထိုက်ညံ့ဟုတ်ဗျာ မှန်လားပါဗျာ ဒီအောက်လမ်းကတော့လွယ်ပါတယ်အထက်လမ်းကတော့တော်တော်ကြိုးစားရလိမ့်မယ် ကျိုးစားပါဗျာ ဖယ်လမ်းလှမ်းလို့တလမ်းမရောက်ဘူးနော် မှန်လားပါဗျာ ဟောအထက်ကိုကွ မှန်လားပါဗျာ အဲ့တော့ထက်တရမယ်အဲ့ဒီအထက်ကိုတက်ဖို့ရကြလက်ရှိပစ္စည်းရှိမှမဟုတ်ဘူးလား မှန်လားပါဗျာ လက်ထက်ပစ္စည်းနဲ့သွားမှရင်ထားပေါ်ပြီးလက်ထက်ပစ္စည်းရှိမှ
လက်ထဲပစ္စည်းကြည့်ပြန်တော့လေအဲ့ဒီလက်ထဲပစ္စည်းကကိုယ်ပိုင်ကိုကင်သွားခြင်းလားသူများဟာဆုတ်ကင်သွားခြင်းလားဒါလည်းမရောက် ကိုယ်ပိုင်ကင်သွားခြင်းပါဗျာ ပြောတာပဲဗျ မှန်လားပါ လုံတော်တယ်ဟိုသူများဖို့ကြီးတယ် မှန်လားပါ ဟင်လူဘဝရောက်တယ်အဝတ်စားလေးတွေတောက်တောက်ပြောင်ပြောင်ဟောဒါကိုပြပါမထင်နဲ့ဗျသူများကြည့်ဖို့ မှန်လားပါဗျာ ဟုတ်ကလား ဟုတ်ပါဗျာ ဟင်ဝတ်စားလေးတွေကောင်းမုံမဝတ်ထားတဲ့တနခါလေးတွေကောင်းမုံစားစရာပြင်ကောင်းမုံလုပ်ထားတဲ့မှန်သမျှတို့အသင်္ကားတဲ့သူများကြည့်ဖို့တို့အတန်ကားတဲ့သူများနားထောင်ဖို့တို့နန်းကားတဲ့သူများနမ်းဖို့တို့လည်းသူများတွေးဖို့ထိဖို့ကာမဘုံမှာသူများသုံးဖို့ကြီးတယ်တို့သုံးဖို့မဟုတ်ဘူး မှန်လားပါ ဟင် မှန်လားပါ လင်းသည်မရသုံးဖို့မရသည်လင်းသုံးဖို့ခင်ဗျားတို့ခင်ဗျားတို့ဖြစ်သေးလား ဟုတ်ပါဘူးပါ တို့ဘယ်သူပြည်စီတွေကိုယူဟာသူများပြည်စီဟောရတို့မေးတော့လေခင်ဗျားမေးတော့လေငါကပိုင်တဲ့တော့ဘောလားဘယ်တော့ခင်ဗျားသူများသုံးတော့ခံနေတယ်ဟင်သူများသုံးဖို့ကြီးတယ်ခင်ဗျားတို့အဲ့တော့ဒါနမှုတိလာမှုလူဘဝနာဘဝခင်ဗျားသူများသုံးဖို့ကြီးတယ်ပဲဟုတ်လား မှန်လားပါဗျာ လူပုံရောက်တော့သူများတို့နဲ့ဟိုပဋ္ဌာန်းသက်နေတဲ့ဟာတွေပေါ့လေတို့နဲ့ဆိုဝတ္ထုသေးနာတူဘဝအကျိုးတွေနဲ့တွေ့ရင်တို့သုံးပါပဲ သုံးပါပါဗျာ ဟုတ်ကလား မှန်ပါဗျာ သူ့အကြောင်းကအကျိုးသက်ရှိမှအကြောင်းပါတာဟဲ့ မှန်လားပါဗျာ တို့ဟိုသင်ကြိုက်တော်နေတော့ကတို့ကူတဲ့ဖားလေးတစ်ကောင်ဖားလေးတစ်ကောင်ကဒုနာကတ်တရက်တော့အစာရှာထွက်ပြင်းနေချော်လေးတစ်ကောင်သူလည်းစာရှာထွက်တို့ဟိုမွေရစာရှာထွက်တာနဲ့တွားတန်းတူလာကြတော့နှကောင်လုံးပြေးချလာတာဟိုဦးရဖားရဟိုကင်းနေချော်တော့ဖားပြေးလို့ပြေးတာသူစီ မှန်လားပါ ဟိုဖားပြေးတော့သူလည်းပြေးတာပေါ့ဖားလေးကကြောက်လုံးလုံးတော့ဟိုပုံတီပုံနာပေါ့ငွေကလိုက်လာတို့ကကြာနေကြည့်ဟေးဟိုကြည့်ပြီးကြည့်ကင်းနေကျော်ဘာနဲ့ဒီကောင်ကြီးပါကြည့်ငွေမှန်းပြီးတော့ငွေဘူးတော့သူနဲ့မဆိုင်တော့ပါတော့သူနဲ့ဆိုင်တာတော့လှုပ်ပြုတ်ဟင် မှန်ပါဗျာ အဲ့တော့ငွေပြီးဖားရဲ့စာပုတ်လိုက်ဒီဖားပြီးငွေရဲ့စာပဲအဲ့ဒီတိုင်းကဘဝမှာလည်းဟိုတွေ့တိုင်းမဟုတ်ဘူးကသူ့စာနဲ့သူကြမဟာမှာ မှန်လားပါဗျာ ကျိုးလေးချော်တော့လှုပ်ပေါ့များသူငွေသူနဲ့မှမဆိုင်ဘူး မှန်လားပါ သူနဲ့ဆိုင်တာတော့လှုပ်လို့ပုံနေရတာကိုပို့လို့ပုတ်လေ မှန်လားပါဗျာ ဟင်ဟိုဘာတော့ကြောင်ကြကြွက်နေတွေ့မှာပဲ တွေ့ပါပါဗျာ အဲ့တော့လူလောကလည်းလူလောကသူများသုံးဖို့ကြီးတယ်လို့ မှန်လားပါဗျာ နတ်ပြည်သွားလဲနတ်ပြည်မို့သူများသုံးမှာပဲ မှန်လားပါဗျာ အဲ့တော့ဒုပြုနေတဲ့ဒါနမှုသီလမှုဒီကိုလက်ထုတ်တဲ့ခင်မဟုတ်သေးဘူး မဟုတ်သေးပါဗျာ တို့မှရှိနေတဲ့ကာမအာယုသူများခံစားဖို့ပဲရှိတယ် မှန်လားပါဗျာ တော်ပြီလားခင်ဗျားခုနတော့ကိုဟာထုတ်ပြန်နေတော့ဒီကဲဘာပြန်ပါထုတ်ပြန်ပါဟင်တော့တော့ဘူးပြုတ်သူများပဲထုတ်ပြန်နေတယ်တူပါတယ်ဘယ်နဲ့တော့ပြေးလို့မရတော့ဘူးတို့ဒီနေ့တို့ဖို့ထွက်ဖို့ပြေးတော့တာဘယ်နဲ့တော့သူများဖို့ပဲလုပ်ချင်သလားကိုယ့်ကိုမလုပ်ချင်ဘူးလား ဟုတ်လို့ပါဗျာ ဟောဗျာမေးတော့လဲဒီတိုင်းလုပ်တော့လဲသူများဖို့ကြည့်တဲ့ဘယ်လိုဟာတွေတော့ဗျာတို့ဘာဝနာမှုပဲနေရာရောက်ရ မှန်ပါဗျာ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဒီသူကကျွန်းနေရာကလွတ်သွားပြီ မှန်လားပါဗျာ အာယုံသုံးနဲ့ဆွဲ မှန်ပါဗျာ တဏှကျွန်းလည်းမဟုတ်တော့သူများကျွန်းလည်းမဟုတ်တော့ မှန်ပါဗျာ ဝိတာခါတို့နာသမင်တို့လေ မှန်ပါဗျာ နာသမင်နဲ့သူကာမအာယုံနေသူအတိတ်ကပြုခဲ့တဲ့ဒါနမှုအတိုင်းလက်ငုပ်တော့ခံစားပါ မှန်လားပါဗျာ သူတော့မရကျွန်းတော့မဖြစ်တော့ပါဘူး မှန်လားပါဗျာ သူဝိတာခါလည်းသူ့ရဲ့အတိတ်ကကုသိုလ်ပြုခဲ့တဲ့အတိုင်းသုံးပါတယ်သူ့လင်မောင်ပုံညာနဲ့ပေါင်းပါတယ်ရလိုက်တာမှသာသမီ20ရပါတယ် မှန်လား န ပါ ည်းနည်းမဟုတ်ပါဘူးသူသာသမီ20ရတယ်သူလိုပဲမွေးတာတဲ့20 400ရှိတယ်မြည် မှန်လားပါ သူ400ရတယ်သူလိုမွေးတာတဲ့မြစ်8000ရှိတယ်အဲ့ဒီကြားနေသွားတို့တော့မြေကျွန်းလည်းမဖြစ်ဘူးမြေကျွန်းလည်းမဖြစ်ဘူးလင်ကျွန်းလည်းမဖြစ်ဘူးသူ့လို့သူလွားသွားတယ်သူ့လို့ပဲသူလုပ်တယ်ဟုတ်ကလား မှန်လားပါဗျာ သူဘယ်အာယုံခံစားသူ့မှတ်ဖို့မလုပ်ဘူးကျင်ပေါ်ကပဲသွားတယ် မှန်လားပါ ခြေ ဗျာ ချင်းမသွားဘူး မှန်လားပါ ဘယ်ကာမအာယုံခံစားကာမအာယုံကိုအစွဲယုံနဲ့ဆွဲတာကခံစားလိမ့်မယ်တို့ကလူဖြစ်တဲ့အတွက်လူသိနဲ့အမှတ်ကိုယူသွားတယ် မှန်လား အဲ့ဒါကျင်ပေါ်ကမသင်သွားတာ မှန်လားပါဗျာ ဟင် မှန်လားပါ သူဒီတို့ပါတဲ့တိုက်ဆိုရင်လူပြည်ကိုသူပြန်မလာတော့ဘူးဘုံစင်သားနဲ့သွားမှာတစ်ဖက်ကကာမအာယုံခံစားတယ်တစ်ဖက်ကရင်ရထားပေါ်ကမသင်ဘူးဒီလိုနဲ့သူသောတာပန်ငါနဲ့တကာရကနာကယဟန္နာသင်တဲ့သူနိဗ္ဗာန်ဝင်မှာဟင်အဲ့နတ်ဘုံဇမဘုံကနေဝင်လိမ့်မယ်
ဟုတ်ကလား မှန်ပါပါ အဲ့ဒါသူပစ္စည်းသူဆုပ်ပြီးသွားနာတယ်ဟဲ့ မှန်ပါပါ ရင်ဘောကလည်းမသိဘူးသူပစ္စည်းသူဆုပ်ပြီးသွားနေတယ်တို့လည်းအဲ့လိုသွားလိမ့်မယ် မှန်ပါပါ ဟင်တဝိတာကတော့နာသမီးတို့ရှိရသွားပြထားတာပဲဟင်ဒီလင်းနေဒီမရတွေကိုပယ်ဖို့ပြောတာမဟုတ်ပါဘူးမပယ်ရပါဘူးသူကသူနေတာပါဟုတ်ကလား မှန်ပါပါ တို့တတိလေးနဲ့ကိုယ်မှကလေးမလွတ်ကျုံဘဝကိုလွတ်အောင်လုပ်ဖို့ပဲရှိတယ်ကျိုးစွာတနာကြုံမဖြစ်ဖို့နံပါတ်1ပဲထင်တယ် မှန်ပါပါ ဒါပြီးသူများကြုံမဖြစ်ဖို့နံပါတ်2ပဲ မှန်ပါပါ ဟုတ်ကလား မှန်ပါပါ ဒါလေးပြောတာပါအစွဲလေးလွတ်ဖို့ပြောတာ မှန်ပါပါ ဟင်ဝတ္ထုပစ္စည်းကိုလွတ်ဖို့ပြောတာမဟုတ်ဘူး မှန်ပါပါ အဲ့တော့ဒီနေရာလေးမှာဖရာလက်ထက်ကကောတံမေကြီးမှာစကားလေးတစ်လုံးဖြစ်ခဲ့တယ်သူကောတံမေကြီးမှာဥတ္တိနာမင်းနန္တတဲ့ချင်းပထမဆုံးသူကောက်တယ်မိပြတာသာမာဝရီသူကတထေသမီးဆို မှန်ပါပါ အဲ့ဒါတော့ဒုတိယကဖရာကပေတယ်လှုပ်လိုက်လို့ဖရာပေါ်မကြည်မနှနဲ့သွားတယ်မာဂန္ဒီသူပုံနာ မှန်ပါပါ သူမာဂန္ဒီဟိုတာပတနည်းမောင်နှံနေတယ် မှန်ပါပါ အဲ့သူကလက္ခဏာပညာတတ်အဲ့တော့ဖရာရဲ့ခြေတော်ကကြည့်သွားသူတို့သမီးဒီခြေတော်ကနဲ့ဒီခြေရပိုင်ရှင်နဲ့ပဲတင့်တယ်ဆိုတော့လိုက်ချတော့ဖရာသွားတွေ့တာလေ မှန်ပါပါ အဲ့တော့သမီးလေးခေါ်ပြီးမာဂန္ဒီခေါ်ပြီးအဲ့ဒီကိုဖရာနဲ့ပြေးစား မှန်ပါပါ ဖရာကနင်းသမီးကိုထတွေးပေါက်တော့တော့မကောင်းနဲ့တော့နင်းသမီးရဲ့ပိုက်ထဲမှာချီတွေကဘယ်လိုလောက်တီးရပဲနင်းနဲ့ပြောလိုက်တာအဲ့တော့သူတို့ပုံနာကြီးလင်မရကတော့အနာဂတ်တီးသွားတော့ မှန်ပါပါ ဟင်သမီးဖြစ်တော့ငါ့ကိုမိုးကျုံမြေချုပ်ပြောဘလို့အာဂတထား မှန်ပါပါ အဲ့ဒါကဟိုကြတော့သူဥဒိနာမင်းရဲ့မိဖုရားသွားဖြစ်တယ် မှန်ပါပါ ဟင်အဲ့တော့ဒီနှစ်ခုပဲထားကြပါဆိုရဲ့အဲ့နှစ်ခုရှိကြည့်တော့မာဂန္ဒီကဖရာကိုညှို့ထားတယ်သူ့ကိုမိုးကျုံမြေချုပ်ပြောတယ် မှန်ပါပါ သို့တော့တာမာဝရီကဖရာကိုကြီးညိုတယ်တော့နန်းတော်တွေကနေဖရာကြီးညို မှန်ပါပါ သူရဲ့ခိုင်းတာခိုးစုတ်တရာကျုံမကတော့ပန်းသွားပေါ့ဝယ်သူမနာအထီပန်းတယ်သူသွားဝဲဝယ်ရင်သူက၄ချက်ဖုတ်ပြီး2ချက်ဖုတ်ပဲဝယ်ခဲ့တယ်2ချက်ဖုတ်သူကငွေကိုဖုတ်ထား မှန်ပါပါ တကယ်တော့အဲ့ဒီပန်းတဲ့အိမ်ကိုပန်းဝယ်မဲ့ခြင်းကိုပန်းတဲ့ကဖရာဆုံးကနေတယ်အဲဆုံးကနေတော့အဲ့ဒီဖရာဆုံးကတဲ့အချိန်ကိုအဲ့ဘယင်ကလွတ်လိုက်တဲ့ပန်းဝယ်ကိုခိုးစုတ်တရာကျုံမကိုလည်းပဲခဏနေအောင်ဘုရားတရားတော့နာသားတော့ပြီးမှပန်းဝယ်ပြန်มาဆိုတော့တရားနာခိုင်းသူကလည်းဘုရားခုနှစ်စုမှာဘေကုဏီမှာဖြစ်နေဓမ္မဂတိကအမျိုးသမီးအဲ့မာနအကြောင်းဒီမှာကျွန်လာဖြစ်နေတာ မှန်ပါပါ ဟင်ပြီးတော့ပိစိကဗုဒ္ဓတွေကိုပြောင်းလောင်းခဲ့ဘူးတဲ့ခါကုန်းတွေလို့ခုတ်ဆုတ်တာဖုတ်တာသွားခါကုန်းတာကိုပြောဥဒ္ဒရာကသူ့နာမည်ရင်းခုတ်ဆုတ်တာသွားခါကုန်းတဲ့ဥဒ္ဒရာမကိုလိုဒီအဲ့ဒါကဟိုပိစိကဗုဒ္ဓသာသနာ့ဘာတော်ကပိစိကဗုဒ္ဓကသူတို့စီသုံးခံလာတာခါနေနဲ့ကုန်း မှန်ပါ ခါကုန်းကြီးကိုသူကအဲ့လိုခါကုန်းအောင်ဆောင်ပြီးသုံးခံပြ မှန်ပါပါ အဲ့လိုလုပ်ခဲ့ဘူးတဲ့ဝိပက်ဟင် မှန်ပါပါ ပြီးတော့ယဟန်ဒါမယဟန်ဘုရားတခုတော့ကသူကတထေသမီးသူကယဟန်ဒါမအဲ့ယဟန်ဒါမကိုသူ့ရဲ့မှန်လို့ပြီးတော့တောင်းကိုယူခိုင်းအဲ့ဒီဝိပက်ကြောင့်ဒီမှာကျုံမလာဖြစ် မှန်ပါပါ ဟင်မာနာကြောင့်ကျုံမဖြစ် မှန်ပါပါ အဲ့ဒါတရားနာတော့သူ့မှာဟိုဖျားခုနှစ်စုလုံးလုံးနာခဲ့တဲ့ဟိုတရားဟောဓမ္မဂတိကလှုပ်လာခဲ့တဲ့ပါရမီရှိသေးတာပဲအဲ့ဒီဖျားရဲ့အနုမောဒနာနာလိုက်ယုံနေသူကတော့တတ်ပါမယ်ကွာဖျားတရားတော်ကိုလည်းတို့ပါတော့မှတ်မိတဲ့နေရာပိဋကသုံးပုံဆောင်ဖြစ်သွားတယ်ဟင် မှန်ပါပါ သူ့ပါရမီလေအဲ့ဒီနေ့ကျတော့ပန်းက၄ချက်ဖို့ပဲဆိုတော့နှစ်ဖာထိုးကြီးပေါ့အဲ့တော့တမဝရီမီဘီယာကမေးတယ်နေတိုင်းတော့ဒါတဝက်ရှိတယ်ဒီကနေ့ဒီတော့များတယ်ဆိုတော့ဘယင်မင်းကထုတော်ဝင်ကိုများများပေးလိုက်လို့လားမေးတယ်မဟုတ်ဘူးအရှင်မနေတိုင်းတော့ဘယင်က၄ချက်ဖို့ပေးတယ်ကျွမကနှစ်ချက်ခိုးပြီးတော့နှစ်ချက်ပိုးပဲပေးတာဒီကနေ့တော့၄ချက်ဖို့အပြည့်ဝယ်ခဲ့တယ်သူကဆိုဘာလို့ဝယ်ခဲ့တော့ဖရာတရားတော့ဒီလိုနာလို့ပေါ့တော့မဝယ်သေးပေါ့ဒီလိုဆိုအဲ့ဒီဖရာတရားဟောပြသမှာအဲ့တော့လူရင်းတော့ဟောပြလိုက်တော့ပေါ့ဟောပြရတော့ဟိုကသောတာပန်ဒီသွားရောဗျတမဝရီနေတော့မိဖရာ900လို့သောတာပန်ကြီးတဲ့ဖြစ်ကိုသူတို့ပါနေတယ်အဲ့လိုဟောဟင်အဲ့တော့သောတာပန်ဖြစ်တယ်ဆိုတဲ့ကသူ့မှာလက်ထက်ပြီးသိရှိပါတယ်နော် ကြည့်ပါဗျာ ဟင်ဘယ်အာယုံခံစားခံလာရင်ရထားပေါ်ပါပဲတင်နေဟိ မှန်ပါပါဗျာ ဟင် မှန်ပါပါ သူဒီမိဖုရားဖြစ်ရင်
မိဖုရားလိုပဲပြင်နေပေါက်မှာတဲ့ ကောင်းပါပါဗျာ သူတော့သူလိုရင်ရထားတော့ကသင်မမလား မသိပါဘူး ဆင်းမှုပါလို့လုံးဆင်းမှု မှန်ပါဗျာ အဲ့တော့သူကနာဘကင်းနေတဲ့အမျိုးသမီးမာနဒိဋ္ဌိတဏှာတွေဒိဋ္ဌိနဲ့ဒိဋ္ဌိကင်းပြီမာနနဲ့တဏှာခေါင်းပါနေတဲ့အမျိုးသမီးဆိုတော့ယဉ်ကျေးမှာပေါ့ ရင်ကျင်းပါပါဗျာ ဟင် မှန်ပါဗျာ မာဂန္ဒီကတော့သူ့ရဲ့ရံပက်ဖရာကိုကိုးခွဲရမလားလို့တဲ့ဒီကအညှိုးထားတာတဲ့ချက် မှန်ပါပါဗျာ တစ်ချက်ကလည်းကာမအာယုံသူဒီပုထုတင်မဲ့ကွ မှန်ပါပါဗျာ ဟင်အဲ့တော့သူကဒီကာမအာယုံကိုလိုချင်မှာပဲကွအဲ့တော့ဥတေနာမင်းဆိုတာဟိုဘက်ကိုညာပေးတယ်သူနှစ်သက်တဲ့ဘက်ကိုသူမနှစ်သက်တဲ့ဘက်နည်းနည်းပြီးတော့ခန်းကြီးမလားဟိ ခန့်ညမှာဗျာ အဲ့ဒီဘက်ကတစ်ဖက်အိမ်မှာအာဃာတဖြစ်တယ်အာဃာတဖြစ်တော့အညှိုးထားတာပေါ့လေအဲ့တော့လူရင်းပြောကြပါဆိုအညှိုးထားပြီးတော့ဥတေနာမင်းသောအပြင်ကိုထွက်နေတော့မာဂန္ဒီကသူ့ရွှေမျိုးတွေနဲ့ပေါင်းပြီးတော့တာမာဝတီနှင့်တကွရှိသမျှမိဖုရား900ကိုမိတိုက်ပြလိုက်တယ် မှန်ပါဗျာ ဒီသူ့ရဲ့နန်းတော်ကြီးလေပတ်လေကိုတခါတည်းရေနန်းနေတုတ်စီတွေတုတ်မိတိုက်ပြလိုက်တယ်တို့တော့တာမာဝတီနဲ့မိဖုရား900ကသူ့ဘောကိုဒေါသမရှိ ကြည့်ပါဗျာ ငါတို့နောက်ကဝ မှန်ပါပါ ကိုပြစ်ကိုရှု မှန်ပါပါ ကိုပြစ်ကိုရှုတဲ့ပုဂ္ဂိုလ်ဒီလောင်းနေတဲ့မိတောင်ငိမ့်နေတယ် မှန်ပါပါ သူ့ပြစ်ရှုရင်ငိမ့်နေတဲ့မိတောင်တောက်နေတယ် မှန်ပါပါဗျာ ဟောသူတို့ကတော့သူတို့ပြစ်သူတို့ရှုသွားတယ်ညီမတော်မာကန်တီနဲ့ဘာမှမတိုင်ဘူးတဲ့တို့နောက်ကပြစ်ကြောင်း မှန်ပါပါ ဒီလောက်မီးတောက်နေတဲ့ကြားတဲ့ကနေအားထုတ်လိုက်ကြတာသူတို့မီးတဲ့ကပဲအနာဂတ်ကြီးသွားကြ မှန်ပါပါ ဓမ္မဘုံသွား မှန်ပါပါ ကျုပ်ကြီးကတော့မီးကျွန်းနေ မှန်ပါပါ ဟင်ကျုပ်ကြီးမီးကျွန်းနေပြီ မှန်ပါပါ ဟင်ရင်မော်လိုက်သွားပြီသူကတော့ မှန်ပါပါ ဓမ္မဘုံမှာအနာဂတ်ဆင်းတဲ့အဲ့ဒီသမာဝရီတို့ကလေ မှန်ပါပါ ဟိုကဦးတင်နာမင်းသောပြန်လာတော့သူအလွန်မြန်နိုးတဲ့မိဖုရားတွေဒီလိုမီးလောင်နေတိုက်တယ်ဆိုတော့ကျင်းနမလားဟိ မကျေနပ်ပါဗျာ မကျင်းတော့မာကန်ဒီနဲ့တော့ရှိသမျှသူ့ရွှေမျိုးတွေဆိုတစ်ခက်တွန်းကကလေးတောင်မချောင်ဗျအကုန်လုံးတပ်ပြီ မှန်ပါပါ တေးရောဗျအကျန်းသားတော့နှစ်ဖက်လုံးသိကြပြီတဲ့ မှန်ပါပါဗျာ ဟင်သေတို့ဘုရားเจ้าတော်ရောက်တဲ့ကာလကျတော့ယဟန်တွေကဘုရားကိုရောက်တယ်ဗျအရှင်ဘုရားတစ်ဖက်ကလည်းမာကန်ဒီနဲ့ရွှေမျိုးတွေတတ်လို့တာမာဝရီနဲ့တကွာမိဖုရား900တည်သွားတယ်ဗျာတစ်ဖက်ကလည်းပဲဥတ္တနာမင်းသောတတ်တဲ့တွေ့တဲ့မာကန်ဒီနဲ့တကွာသူ့ရွှေမျိုးတွေပုံတည်သွားတယ်ဗျာအဲ့လိုသေးတာနှစ်ခုထဲမှာဘယ်သူဒီသေး၍ဘယ်သူဒီရှင်ပါတယ်ဟောသေးတာတော့နှစ်ဖက်လုံးပဲ မှန်ပါပါဗျာ မိတာကနှစ်ဖက်လုံးဟုတ်ကလား မှန်ပါပါဗျာ မှန်လားပါကြီးတဘယ်တော့မှန်နေကြမလို့ခင်ဗျားမှန်လာကြည့်ရလေဒီသေးတာကနှစ်ဖက်လုံးသေးတယ်မေးတာကြတော့နှစ်ဖက်လုံးသေးတာဟုတ်လို့လား ဟုတ်ပါဗျာ အဲ့ဒါမမှန်လည်းဦးဗျာဘယ်သူဒီသေး၍ဘယ်သူဒီရှင်တယ်လဲတဲ့မေးတော့ဟင်ဟုတ်ကလား မှန်ပါဗျာ ဘယ်သူဒီသေးတယ်လဲတဲ့ဘယ်သူဒီရှင်တယ်လဲတဲ့ဟုတ်တော့ မာဂန်ဒီတေဦးတော့ဟိုဟာတို့ရှင်းပါဗျာ ကြမ်းပန်ပန်ခင်ဗျားဘယ်သူကပြောတော့ခင်ဗျားမြင်လိုက်လို့လားခင်ဗျားလည်းမြင်လိုက်တာလည်းမဟုတ်ဘဲနဲ့ဘာတော့ဟိုသမင်ညာဆရာတော်ဟောတာတေထောက်တို့မြည်ဒီမှာအင်္ဂါ၄ချက်နဲ့ညီရတယ်တဲ့တော့ယုတ်တန်းနဲ့မှုတ်တန်းနဲ့ဖြုတ်တန်းနဲ့ဆိုတာသုံးညာနဲ့ယုတ်တန်းဆိုရန်တုတ်တာပြောမှုတ်တန်းဆိုပန်းတုတ်တာပြောတာဖြုတ်တန်းဆိုဖန်းတုတ်တာလေအဲ့ဒါနဲ့ညီရတယ်ဗျာခင်ဗျာတေထောက်ဆိုတော့ခင်ဗျာအင်္ဂါ၃ချက်နဲ့ညီနေတာပေါ့ဟင် မှန်ပါဗျာ ဟင် မှန်ပါပါကြောင်း အေးဒီဗျာဘာမှလည်းမသိဘူးဟင်ဘယ်သူဒီသေးဘယ်သူဒီရှင်တယ်လဲဒါမေးတာအဲ့တော့ဟိုမာဂန်ဒီသေးနီးလေးတဲ့ခင်ဗျားတို့သေချာနားထောင်ကြံတဲ့ဟာသေးနီးကတော့ဟိုတို့ဘာတော့ကျင်းတယ်မျိုးလေဘင်းတော့ပေါ်ပြီးတော့ဟိုတန်ထူချင်းနဲ့ဆွဲပြေးတာလေမသိမရှိတော်တော်လေးကိုချမ်းသာလိမ့်မယ်ခင်ဗျာသူရှင်မျိုးတွေသေးတာဘယ်လိုမှဟိုမာဂန်ဟိုတာမဝရီတို့ဟိုရင်ဘောကဟုတ်မှာမဟုတ် ဟုတ်ပါ ရင်အောက်ကနေမှာပဲ မှန်ပါပါ ဘုရားရင်ဘောကသူတို့ရင်အောက်ကအဲ့ဒီမာဂန်ကြီးကြတော့ဒီလောက်ထိသိအလူတနာအလူရမက်ကြီးရမလားဆိုတော့ဖီကျအိုးကြီးတဲ့ဟောကသူ့သားဟိုသူ့ဟာသူဓာတ်နဲ့တိတော့ကြော်ပြီးသားအဲ့ဒီနည်းနဲ့ပြရမှာဘယ်တော့တက်တာလိုက်မလဲ တက်တာပါဗျာ ကိုသားကိုစီးရမှာလေ မှန်ပါပါ တီးပြီးတခါကြော်အောင်ပါလေကြော်ပြီးမှသားတဲ့အဲ့ဒီနည်းနဲ့ပြရဟိုဘက်ကပြတာရင်အောက်ကရင်အောက်က မှန်ပါပါ
ဘူဘက်ကရင်ပေါ်ကသွားကြတာအဲ့နှစ်ခုပါနေ ဟုတ်ပါဗျာ အဲ့ဒါဖရာကနေပြီးတော့ဘုရားစီရောက်တော့မေးတဲ့ယဟန်ကမေးတာအရှင်ဘုရားတဲ့အဲ့ဒီနှစ်ဦးနှစ်ဖက်သေးတယ်တဲ့မှာဘယ်သူဒီသေး၍ဘယ်သူဒီရှင်ပါသလဲတဲ့အမေးကြတော့လေအဲ့တော့ဘုရားရှင်ကတော့ပါဠိလိုပေါ့ကွယ်ဟင်အပမာတော့အမတန်ပဒံနဲ့အပမာတော့မမေ့မလျော့မပေါ့မသာတော့တတိနဲ့နေတော့သူဒီအမတန်ပဒံမသိခြင်းရဲ့အကြောင်းတရားဟင်သူတို့ကတော့တတိရှိခြင်းဒီမသိခြင်းရဲ့အကြောင်းတရားလို့ မှန်ပါဗျာ ဟုတ်လားဒါပဲမဟုတ်လားပြီးတော့ပမာတော့မိသုနောပဒံနဲ့ပမာတော့မိမိရောပို့ပို့သာသာနေတော့သူဒီမိသုနောပဒံသိခြင်းရဲ့အကြောင်းတရားဒါအကြောင်းကလည်းကိုပြောလိုက်တယ် မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဟင်အဲ့တော့သူတတိနဲ့ရှုမှတ်နေတဲ့ပုဂ္ဂိုလ်ကမှတ်ကြရတော့မဟာဒီမာနိတိုင်းတော့မြင်နေကွယ် မှန်ပါဗျာ ပြည့်ပြည့်မြင်တာပဲ မှန်ပါဗျာ ဘာရညာရဲ့ဆွဲမှရှိတယ်ဟင်အဆွဲမှမရှိအတိမှမရှိပဲအတိမှမရှိကျွေးမှမရှိပဲ မှန်ပါဗျာ ကျွေးမချရဘူးပေါ့မင်းတို့ကြက်မြင်နေဆိုရင်တော့ကြက်တီးထားတာကြက်ဆွဲနဲ့သွားကြက်တယ် မှန်ပါဗျာ ဒီမှာအဲ့လိုတို့ကြက်လို့နေကြက်လို့တရားမှာတယ် မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ အဲ့ဒါကြက်လို့နေကြက်လို့တရားမှာဝက်စောဝက်လို့နေဝက်လို့တရားမှာပဲအဲ့တော့ဒီတတိရှိတဲ့ပုဂ္ဂိုလ်ဟာမသိခြင်းရဲ့အကြောင်းတရားတဲ့တတိမရှိတဲ့ပုဂ္ဂိုလ်တတိမဲ့မဲ့နဲ့အာယုံခံရတဲ့ပုဂ္ဂိုလ်ကသိခြင်းရဲ့အကြောင်းတရားပဲကွာဒါအကြောင်းငံလေးနှစ်ခုကိုဟောလိုက်တာ မှန်ပါဗျာ ဒါပြီးမှအပမတ္တနမေယန္တိရေကျင်သူတို့ဒီအပမတ္တမမေ့မလျော့ကြဘူးတဲ့တေထူသူတို့ဒီနမေယန္တိပေတယ်လို့ပြောလို့မရဘူးတဲ့ဟုတ်ကလား မှန်ပါဗျာ ရေကျင်သူတို့ဒီကပမတ္တမေ့မေ့ကြည့်နေကြဘူးတေထူသူတို့ဒီမတာရတာသေတာနဲ့ဘာမှမဘူးကွာဒါကအကျိုးလေးနှစ်ခုခေါ်တာ မှန်ပါဗျာ အဲ့တော့သူတို့တော့ပဲတတိရှိတဲ့ပုဂ္ဂိုလ်ဟာမသိရင်လည်းမသိဘူးသိရင်လည်းမသိဘူး မှန်ပါဗျာ ရှင်လည်းမသိဘူးသိလည်းမသိဘူး မှန်ပါဗျာ ဒါပဲတင်တယ် မှန်ပါဗျာ တတိရှိတဲ့ပုဂ္ဂိုလ်ဒီရှင်လည်းမသိဘူးသိလည်းမသိဘူး မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ တတိမရှိတဲ့ပုဂ္ဂိုလ်တော့ရှင်လည်းသိတာပဲသိလည်းသိတာပဲအဲ့ဒါပြောတာရှင်ဒါလည်းမဟုတ်လားဘုရား မှန်ပါဗျာ ဟင်ပြစုပါမှာလဲသူတတိမရှိတဲ့ပုဂ္ဂိုလ်ဟာရှင်လည်းလူစိတ်မှမရှိတော့တာကျက်မြင်တော့ကျက်စိတ်ပေါက်နေတာလေ မှန်ပါဗျာ ဝက်မြင်တော့ဝက်စိတ်ပေါက်နေတာလေ မှန်ပါ နွားမြင်တော့နွားစိတ်ပေါက်နေတာလေဟင်ကျက်သားသားတော့လည်းကျက်စိတ်နဲ့သားရတယ်လေ မှန်ပါ ဘယ်မလို့လူစိတ်သေးနေပြီ ပါဗျာ ဟင်ရှင်လုံးရတယ်သေးနေပြီ မှန်ပါ အဲ့လူစိတ်မှရှိတော့ပဲဟုတ်ကလား မှန်ပါဗျာ အဲ့သေးတော့လည်းကျက်စိတ်ပေါက်တဲ့ပုဂ္ဂိုလ်ကျက်ဆွဲကျက်ထဲသွားတယ်ပေါ့ဟင် မှန်ပါ အဲ့တော့ကျက်ဘဝရောက်တဲ့ဆိုတွေကဘဝဟောကိုယ်ပိုင်ဘဝဟုတ်လို့လား မဟုတ်ပါဗျာ ဟင်ပြီးတော့ပါရမီဟောသူမှဖြစ်နိုင်သေးလို့လား ဖြစ်နိုင်ပါ ပါရမီလည်းသေးပြီဟင်အတိညာလည်းသေးပြီဘဝလည်းသေးပြီ မှန်ပါဗျာ ဟုတ်ကလား မှန်ပါ ငရဲရောက်ရင်ဟောငရဲရောက်တဲ့ပုဂ္ဂိုလ်ဟော ဘာမှမဖြစ်ဘူး အကုန်သေးပြီထင်တယ် မှန်ပါဗျာ စိတ်ဓာတ်ဖြစ်ရင်ဟော ပြီးပါပါ စိတ်ဓာတ်ဖြစ်ရင်ဟော ပြီးပါပါဗျာ အဲ့ဒီအောက်ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီနွားကြီးဟာဘယ်တော့ပဲရှင်းနေနေအသေးကောင်းမယ် မှန်ပါဗျာ သူ့မှာဒီလားတော့ထောက်တည်ဖို့ရှိတယ် ပြီးပါဗျာ သူ့တိုးဖို့ပါရှိတော့ ဘာမှမဖြစ်ပါဘူး အဲ့ဒါနာဟောပြုဖို့ရှိသ ဘာ လား မှမဖြစ်ပါဘူး နွားကြီးပတိစိတ်ဓာတ်ဘယ်နှခါတွေ့ဘူးတော့ မတွေ့ဘူးပါဗျာ ဟုတ်ကလား မှန်ပါဗျာ ရှိသလားလို့ဗျာဘုန်းကြီးကြောင့်ဝေးထားတဲ့နွားတွေပေါ့ မတွေ့ပါဗျာ ဘုန်းကြီးနားနေတာပဲကြာသိတော့သိမှာဘောကသားလောက်မှမถูกလား မတွေ့ပါဘူး ဟုတ်ကလားဟင်ဘာတတ်နိုင်ဘူးကြသေးရအသေးဘွားကြီးတွေဟင်အဲဟိုတို့ဘာလို့ဟိုကောင်းမှုပြုလို့သာဟိုနတ်ပြည်ရောက်မယ်ဆိုနွားကြီးလည်းပဲဟိုဘုန်းကြီးကြောင့်ဟိုရေဒီတိုက်ပါတိုက်ပစ္စည်းတိုက်အဲဘုန်းကြီးဟိုကြောင့်ကနေဟိုကြောင့်ပို့ဟိုရွာကဟိုသူ့မင်္ဂလာဘုန်းကြီးနွားကြီးနှခေါင်းနဲ့လိုက်ပို့နာပဲသူ့ဆိုတဲ့ဟိုဘုန်းကြီးကြောင့်နေတဲ့နွားတော်တော်ကိုကုသိုလ်လုပ်များသူ့တော့သူ့မှာစေနာပါလို့လားဗျာ မှန်ပါဗျာ အသေးပဲ မှန်ပါဗျာ ဘလောက်ကုသိုလ်ပြုနေနေတတိမရှိအသေးပဲဗျာ မှန်ပါဗျာ ဟုတ်ကလား မှန်ပါ အတိညာမရှိဘူးဗျာအသေးဗျာ မှန်ပါဗျာ ဟင်အဲ့ဒါရှင်တော့ကလည်းတို့လူသိမ့်မှရှိတယ် မှန်ပါဗျာ အသေးပဲ ပြီးပါဗျာ သေးတော့ဟော ပြီးပါ အသေးပဲတဲ့ဟာပြောတာ မှန်ပါဗျာ ဟင်ရှင်လည်းသေးပဲသေးတယ်ဖို့တို့တတိရှိတဲ့ပုဂ္ဂိုလ်ကဘာသုံးမြင်နဲ့မှတ်လိုက်ဟိမြင်တာလေးနဲ့သိတာလေးကိုပိုက်ထင်တယ် မှန်ပါဗျာ ကျက်တင်နွားတွေဝင်သေးလား ဝင်ပါဗျာ သွားပြီသွားဒီတွေကကျက်စီဝတိမမဟုတ်တာလူသိ မှန်ပါဗျာ နံပါတ်1လူသိ မှန်ပါဗျာ ဟုတ်ကလားကြားတယ်ပဲဘသူပဲဝါကောင်းတယ်ဆိုတယ်ဘာမှပေါ့ကြားတာနဲ့ရထားဟင်နာနဲ့ပဲဘာနာညာနာကောင်းတယ်ဆိုတယ်ရှေ့ကိုမဆက် မှန်ပါ ဒီနေရာနေရနေရဟုတ်ကလား မှန်ပါဗျာ သားတော့ချိုတယ်ပဲဒီနေရာနေရဟင်
တွေ့အဲ့ဒီနေရာလမ်းခွဲလေးတယ်ချိုးတာနဲ့ရတာဟင်အနုကြံတွေ့တဲ့ထိထိတယ်ပဲပြီးပြီချိန်ဖက်မတိုးနဲ့တွေ့တယ်ပဲပြီးပြီချိန်ဖက်မတိုးနဲ့အဲ့မတိုးလို့ရှိရင်ဟိုဘက်ကမတက်တော့ဘူးဟိုဘက်မတက်ဒီဘက်ကလာတော့အညွန့်တက်တော့မှာပေါ့မြင်တာလေးနဲ့သိတာလေးအလုံးလုံးပုံမမြင်နိုင်ဘူးလားဟင်လုံရှားပုံလေမြင်တာလေးပဲလို့မြင်နေတယ်သိတာလေးကပဲလို့သိနေတယ်သိနိုင်တယ်ကြားတော့ဟောကြားတာလေးနဲ့သိတာလေးလေပထမသိမှတော့ကြားတာနဲ့သိတာဒါပဲရှိဟိုဘက်ကိုတို့တိုးမသွားလို့ရှင်ဒီဘက်မှာတက်လာလိမ့်မယ်ဟင်ကြားတာလေးနဲ့သိတာလေးကြောက်လေဟင်နာလေးနဲ့သိတာလေးကြောက်လေအဲ့တော့ဒီသုံးခုကတော့တာမန်တတိနဲ့မမြင်နိုင်ဘူးပေါင်းတော့သူကအငွေ့တိုက်ဘူးဗျအတွေ့တိုက်မှာမဟုတ်ပဲဟင်ဟိုအသင်းကလည်းအရေးရောင်လေးတိုက်ထားတယ်အတန်ကလည်းလိုင်းလေးပဲထင်တယ်ဒီတွေကနေလိုင်းလေးပဲအနောက်ငါတော့ဒီတွေကလိုင်းလေးပဲအငွေ့တိုက်ဖြစ်တဲ့အတွက်ဒီနေရာကအားထုတ်ခါသာပုဂ္ဂိုလ်မမြင်နိုင်ဘူးတို့တော့သူ့နေရာကနေပြီးတော့ကိရိတာစိတ်ဝင်မလာရအောင်လို့တာတတိလေးနဲ့တောင့်ချတာပါသားတာနဲ့ထိတာဒီနှစ်ခုကတော့အတွေ့တွေမြင်နိုင်တယ်ဘဝနဲ့နေကြီးသွားတယ်ညီကြီးရဲ့အမာခံနဲ့အထီးရင်းထင်တယ်ဟိညာကမှိုက်အယုံသင်ရှားပါမှတ်ကြည့်ပါအသာသားရင်တရားအားထုတ်ရင်အသာသားကြည့်သားမှာဟင်ဝါရင်ကမ္မဋ္ဌာန်းထိုင်ထိုက်ဟင်ဝါရင်နဲ့ကမ္မဋ္ဌာန်းလေးထိုင်သွားရုံလေဟင်ကမ္မဋ္ဌာန်းထိုင်သွားကြည့်သားမှာဟင်ဒီတတိလေးထိုင်တာကိုကမ္မဋ္ဌာန်းထိုင်နေပြောတာကိုပြင်များနဲ့တင်မထိုင်တာပြောတာမဟုတ်ဘူးအဲ့တော့တို့ဒီတတိလေးနဲ့မှတ်နေလို့သားတာသားယုံနဲ့ရချိုးတာချိုးယုံနဲ့ရမယ်ကိုဘက်ကိုမထွက်ရင်ဒီဘက်တက်လာလိမ့်မယ်ချိုးတာလေးနဲ့ပြီးတာလေးလုံးလုံးပုံလေအချိုးလေးရဲ့တိုက်ခိုက်မှုအတိုင်းတို့ရှာလေးခန်းနေရပုံဟုတ်ကလားဟင်ချိုးတာလေးတိုက်ခိုက်မှုအတိုင်းတို့ရှာလေးမှာဟောက်ပြန်နေတာမရှိနိုင်ဘူးလားရှိပါဗျာဟင်ချိုးတာလေးတိုင်းချိုးတာလေးကပြင်းတော့တို့ခါလိမ့်မယ်ထင်လားချိုးတာလေးကပြောရင်ပြောတော့ခါလိမ့်မယ်အဲချိုးတာလေးကဘယ်ဘက်ကြာတော့တိုက်ရင်ဘယ်ဘက်ကြာတော့မှအများဆုံးခါရမယ်ညာဘက်နဲ့တခြားမှနဲလိမ့်မယ်အဲ့ဒါလေးတိုက်နေပုံလေးကိုတို့မြင်နိုင်ပြီနောက်တော့ဒါလေးရဲ့တည်းဖောက်တာနေတာမမြင်နိုင်ဘူးလားမြင်နိုင်ပါဗျာဟင်ဟိုချိုးတာလေးသွေးမတ်တဲ့နဲ့ပြက်ကြနေတာကောမမြင်နိုင်ဘူးလားမြင်နိုင်ပါဗျာချိုးတာလေးသွေးနဲ့ပျောက်ပြက်သွားတာကောမမြင်နိုင်ဘူးလားဟဲ့ဒီလောက်ထိမြင်သွားရင်တို့လူဆိုတဲ့ပြုတ်ပတ်ကလေးပါဠိကတော့မနုဿပါလူလို့မပါဘူးဟင်အထာဏဓမ္မနာတိသာနာတိမနုဿတော့မိမိလုပ်နေတဲ့အလုပ်အကျိုးရှိတဲ့အကျိုးမရှိဘူးလို့သိတဲ့ဉာဏ်လေးကိုမနုဿလို့ဟင်ပြီးတော့ကုသလာမနာတိသာနာတိမနုဿတော့တဲ့မိမိလုပ်နေတဲ့အလုပ်ပြီးအပြစ်ရှိပြီးအပြစ်မဲ့ပြီးတည်သောအသိဉာဏ်လေးဒီမနုဿအဲ့တော့ဒီလိုရှုလိုက်လို့ကိုယ်သားပေါက်နေတဲ့အစားတော့ကလေးမှာသာယမတ္တချိုတာလေးခေါင်းလာကြည့်လို့သာယမတ္တပြောက်သွားပြီသာယမတ္တပြက်ကျသွားပြီသာယမတ္တရှာမတွေ့တော့ဘူးဆိုရင်ဒီသားနေတာဒီဟာအကျိုးရှိမရှိဘယ်လိုသဘောတရားရတော့ကျိုးရှိသလားမရှိဘူးလားရှိပါရှိဘူးရဟင်ရှိဘူးရတို့သားတော့တာတို့အဖတ်တင်မယ်ဆိုရင်တရက်တို့ပါနဲ့တွေ့မလို့ဟိတရက်ကိုနိုးစီဘူးတစ်လုံးတော့သားမယ်ထင်တယ်သားပါဗျာခမင်းတစ်ထလေမှန်ပါဗျာအဲ့တော့ချမ်းမြောင်လုံးတော့နှစ်ထပ်တော့သားကြမှာကြီးတယ်မှန်ပါဗျာနှလုံးအဲ့တော့တို့ဟိုတလားဆိုရင်အလုံး60တယ်မှန်ပါဗျာဒီနေ့နှလုံးကြတယ်လေမှန်ပါဗျာတွက်လို့ကောင်းလေးလုံးထည့်လိုက်ပါမှန်ပါဗျာ60လေးလို့တစ်ပွဲတင်တယ်မှန်ပါဗျာဟေးအဲ့တော့ဒီနေ့ဆိုတော့6ပြန်မှန်ပါဗျာဒီနေ့ဆိုဒီမောင်6မှန်ပါဗျာဒီနေ့နဲ့ဆိုတင်း120မှန်ပါဗျာဒီနေ့30ကတင်း180မှန်ပါဗျာ40ဆို320ဘယ်လိုတို့140ဆောက်လေးတွေဟင်အေးတဲ့40သမား240ကြီး50ကို300ဟင်ဒီမှာ50လောက်ထိတော့ပါပါလိမ့်ပါပါဟင်အဲ့တော့ကဲတင်း300ပဲထားပါ300ကသူ့ကြည့်တယ်လားဟုတ်ပါဗျာအတာပိတာချင်းဒီဘယ်လောက်တော့ငါပိတာချင်းကဘယ်လောက်တော့ငရုတ်ပိတာချင်းကဟောဒီပိတာချင်းကဟောရေးတာဟောခါလာဘယ်လောက်တော့အဲ့ဒါဒီပဲမလို့ပဲမလို့ပဲထားတော့ပဲမလို့ရောက်ပြက်ကိုဩဗျာဘယ်ပြပြောပြပါလိမ့်ဘလို့ဟင်
nhá tôi cho biết bà đi luôn cầm nhà thế cầm nhà ta luôn à cho biết ông ta là thế phát đi ông ta là bà lúc cho biết ta lúc cho phát đi ông ta là phát đi mà bỏ tôi bỏ đây thì cho biết rồi không được làm gì thếแต่การเลี้ยงชียาคงซาเลยนกเฮงาผู้บ่าวตัวสายบ้านแต่บัวละชีวิตเลยได้บัวเลยถึงเลยเต็มรูแต่ก็อัตราตาลูอาชีเลยขณะรู้ตาท่าได้อัตราปิตาจริงเนี่ยคืออินทรงของเราบ้านไหนเราพี่แต่งาเสร็จกูเลยบ้านไหนมาละนักกองเราจะกองเราโอ้ยแต่ช่วยป้องกันของเรานัวตะกองเราขณะตัวคุยมาคุยเราจะโน้มตัวคุยเราไปบ้านเลยโน้มชีบีเลยเป็นรูเนี่ยเป็นรูอยู่ชีเฮ้ยแต่ยูไม่ชีเรียบยังแต่ที่ไม่ชีเป็นเนี่ยตายยังเจ็บเว้ยเจ็บเท่าบ้องเจ็บเช่นนอกจากเจ็บก็คู่มาดีไหมเลยที่เจ็บก็เจ็บแต่มาตัดดวงอ่ะมาตีบละตีรำตีก็ดีแต่ตาไปท่าแต่รายยี่ตัวใจเราดีแต่ตาจะของเวลาที่สิ่งนี้ดูหมดตรงนี้จริงเป็นสิ่งนี้ตรงพวกผู้ขมยาไม่ใช่อะไรบุญยาอัตราตัวเด็กสิ่งนี้ตรงมาละเจ็บตาตัวเด็กสิ่งนี้ตรงเจ็บปานี่အဲ့ဒါကျက်တယ်မှာကကျက်တကောင်တစ်ခါတည်းတတ်တာကျွတ်တူကအဲ့ဒီ40သားတကောင်ဘယ်နဲ့တုံလို့အဲ့လိုမလုံးနဲ့လေတန်တဲ့ခါနေလဲဘာလို့မပေါ့ငယ်ဦးမပေါ့အဲ့ဒီ40သားတကောင်ကိုဘယ်နဲ့တုံဟိုကြီးလည်းမတုံနဲ့တော့လေကြောင်းနေနေဦးမယ်ဘာဖြစ်တော့ဖြစ်ဦးလေတုံညာသားမှာခဏတော့တုံနေကြပြီပါဟုတ်ကဲ့40သား30ဆိုတော့တကြိုးကိုကြောက်သားတာပါရှိနေပြီဝင်မလား40သားကိုအတုံး30ဆိုတော့ကြောက်သားတာပါရှိနေပြီငါမသားတော့ဖြစ်နေပြီထင်တယ်အဝင်မလားတော့ဝါနေရလိမ့်မယ်ထင်တယ်ဘယ်လောက်တုံးတဲ့ဟုတ်40သား60ဆိုတော့ခင်ဗျာဟောလားငါမူတာညာလို့မူလားအဲ့ဒီမှာသူကျက်ဆိုတဲ့စေတနာကြီးနဲ့တုံးနေတာကျက်ဆိုတဲ့အစွဲကြီးနဲ့တုံးတာမဟုတ်လားအဲ့တော့တစ်ခါတုံးရင်ပါဏာတိပါဒကံတစ်ခါမထိုက်ဘူးထိုက်ပါဗျာပါဏာတိပါဒကခင်ဗျားတို့မတပဲနဲ့တတ်နေတာကိုကျက်တယ်မှာကကျက်ဟုတ်လို့ကျက်လို့တတ်တာဟောဒီမှာကျက်ဆိုတဲ့စေတနာနဲ့တို့အဘိဓမ္မာမေကွန်းနဲ့မှာပါပါတယ်ဟိုတစ်သားတယောက်တို့တနပ်ပြည့်လေးကျင်တာလေအယုတ်ကြီးတို့တံပြားကြီးကိုလောက်ပါသူ့ပြပွင့်မှာလုပ်ပြီးတော့ဟိုနဖူးတဲ့မိုင်းမဘလောက်ရင်အုပ်တဲ့မိုင်းဘလောက်ဟိုဘိုက်ဘူမိုင်းဘလောက်ခါအောင်မိုင်းဘလောက်ဆိုတော့သူ့ဒီတစ်ချက်ထဲနဲ့သေးနိုင်တဲ့နေရာဆိုရင်အမှများရတစ်ချက်ထဲနဲ့မသေးနိုင်ဘူးဒဏ်ရာရပြီးလဲနိုင်တဲ့နေရာဆိုရင်အမှတ်တစ်မျိုးဒဏ်ရာရပြီးပြေးနိုင်တဲ့နေရာဆိုအမှတ်တစ်မျိုးအဲ့ဒီလိုသူ့တစ်ပြက်ပွင့်မှာလေ့ကျင့်နေတဲ့အချိန်မှာလူဆိုတဲ့အမှတ်နဲ့ပြင့်နေတာအဲ့ဒီပုဂ္ဂိုလ်တယောက်ပါဏာတိပါဒကံထိုင်မထိုင်ဆိုတော့တို့ပြီးတော့မှကမေးသဗျာအဘိဓမ္မာနိယာအဲ့ဒါလူဆိုတဲ့စေတနာနဲ့ပြင့်နေတဲ့အတွက်တံပြားပဲဖြစ်ပြီအဲ့ဒါထိုက်တယ်မှန်ပါပါဒါအဘိဓမ္မာနိယာပြောတာတို့ယဟန်နေကြတော့ဝိနည်းတော်ရတယ်စေတနာပါပဲဗျာဟောပြက်ကလေးမှာရုပ်ရှင်မင်းသမီးတို့ရဲ့ပုံတင်နေဟိမှန်ပါပါတို့တော့တက်ကူပေါ်မှာမင်းပြူမင်းမင်းဝါနဲ့ရိုက်ထားတာမင်းသမီးဟုတ်လို့လားဟုတ်ပါဗျာတက်ကူပေါ်မင်းနဲ့တုတ်ထားတာမှန်ပါပါတို့တော့အဲ့ဒါဘယ်မင်းသမီးဆိုတဲ့အမှတ်နဲ့ခြင်လို့ရှိရင်အဲ့ဒီမင်းသမီးခြင်မှုနဲ့ထိုက်ကူထားကြတို့မှာအာဘာတင်တယ်မှန်ပါပါဗျာဒါလည်းစေတနာပဲမဟုတ်လားစေတနာပါဗျာဟောတက်ကူနော်မှန်ပါပါဗျာမင်းတုတ်ထားတာမှန်ပါပါတို့တော့ဒါဘယ်မင်းသမီးပဲဆိုတဲ့အမှတ်နဲ့သွားပြီးတော့ခြင်ပြီးရင်တို့ကာယတန်တကသိက္ခာဖို့ရတန်ဃာဒိဋ္ဌိအာဘာမှန်ပါပါအဲ့ဒီမင်းသမီးကိုသွားခြင်တဲ့အခုတိုင်းမဲ့တို့ရတယ်မှန်ပါပါဒီလိုဆိုရင်ကြက်ကလေးကိုအသားကိုကြက်သားဆိုကြုံရင်ဘယ်နဲ့တော့ကြက်တတ်တာနဲ့ကြက်တတ်တာနဲ့ဒီပါပဲဗျအဲ့တော့တို့မှာအကျိုးမရှိတဲ့ပြင်အပြည့်ဖော်မရနိုင်ဘူးရပါ
အမှမရှိတဲ့ပုဂ္ဂိုလ်လေ မှန်လားပါ တကယ်တုံးနေတာအသား မှန်လားပါ ဟင်အစွဲကကက်ထည့်ပြီးတော့ဟင် မှန်ပါ အဲ့ဒီအတုံးကိုမီးပြင်းထိုးပြီးချက်ပြီးနှုတ်ပြီးအသားတော့ကုန်းပြီးပြင်းဖြစ်သွားပြင်းနံလေးလည်းပေါက်လာအသားနောက်ကုန်းသွားပြီအဲ့ဒါတို့သားတော့ဟောဒီသိနေသားပဲ သားဆိုတဲ့စိတ်ကပါ ဟင်အဲ့တော့တစ်ဖက်ဘယ်လောက်ဝါကြမလဲဟင်ကမန်ကရန်ဝိုင်းလည်းဟိုသရွေးနဲ့မှမဆုလို့မနူးသေးခင်ဝိုင်းနေမှာခင်ဗျားတို့ မှန်လားပါ ဟင်ဘယ်နဲ့တော့ဘယ်ကဲဘယ်လိုဘလို့ဟင်ကဲပြောပြခင်ဗျာဥမာမကြီးကိုမထုတ်တော့ပါလားဘယ်လိုဝါမလို့ခင်ဗျာဥမာမကြီးဟင် တက်အားချင်းလို့ပါ ညက်ပါမလား ဟောတဲ့နေတော့ ဟုတ်ကလားဟင် မှန်လားပါ ဟင်အဲ့ဒါတုံးနေအဲ့ဒီမှာကြက်ဆိုတဲ့ကြက်သားဟင်းသုံးမျိုးစားနေတယ်နော်တကယ်စားနေတာဟင်းလူတော့စေရနာကကြက်လည်းပါတယ်သားလည်းပါတယ်ဟင်းလည်းပါတယ် မှန်လားပါ သုံးမျိုးလောက်စားနေတယ်ဟင်အဲ့တော့သူ့မှာစေရနာသုံးချက်ပဲ မှန်လားပါ အဲ့တော့ကြက်ဆိုတဲ့စေရနာလည်းအဲ့မှာအပြစ်ကြီးတယ်မဟုတ်လား မှန်လားပါ အဲ့တော့ဒုစားနေတာဒီအမှတ်မပါဘဲနဲ့သားတဲ့ပုဂ္ဂိုလ်မှလည်းအကျိုးမရှိတဲ့ပြင်အပြစ်ဖြစ်အောင်မယ် ဖြစ်ပါဗျာ ဟင်အဲ့တော့အကျိုးမရှိဘူးအပြစ်ရှိတယ်လို့ဒီသားမှုပေါ့မြင်မှုတွေတဲ့ဒီတိုင်းပေါ်လေးကြံတာတွေလေ မှန်လားပါ ဒီလိုသိလို့ချင်းတို့အကျိုးရှိအပြစ်မဲ့ကိုလုံးမလားအကျိုးမဲ့အပြစ်ရှိကိုလုံးမလား ပြည့်မဲ့လို့ပါပါ ဟင်စိတ်ခါပြောဟိုကောင်းလာရွေးပြောလုံးမလာကြဟိုလုံးချင်တာလုံးပြောတော့ဘယ်နဲ့တော့ဥမာပါ ဟုတ်ပါပါကောင်းတာသိတော့ အေးပါတော့အပြစ်မဲ့အကျိုးရှိလား မှန်ပါဗျာပြည့်မဲ့တွေ့ အေးပါဒါရောကောင်းလာကြင်နာမှာဟင်အိမ်ကြမှာပါလုံးလုံးပေါ့ မှန်ပါဗျာ ဟင်အဲ့တော့အပြစ်မဲ့အကျိုးရှိကိုလုပ်တဲ့ပုဂ္ဂိုလ်ကလူမနလူမပြမအဲ့ဒါကိုလူသုံးပါလို့ခေါ်တယ်ပါဟင်နတ်ကြီးကလည်းတို့ဒီကကောင်းမှုနဲ့တို့ဆွဲသွားတဲ့အတွက်ဟိုမှာဟိုတို့အချမ်းရံကိုအပြင်းစင်တာကွာမယ်ရုပ်ကတော့လူရုပ်ပဲတယ် မှန်လားပါဗျာ ဇမာလည်းပဲတို့ဒီကနေကျင်းပြီးသွားတဲ့အတွက်သူတို့ရဲ့ဟိုသုံးထားတဲ့အချမ်းရံနေတာကွာမယ်ရုပ်ကတော့လူရုပ်ပဲမဟုတ်လားအဲ့ဒါလူသုံးပါ မှန်လားပါ အဲ့ဒါဒီကနေအသင့်တစ်သင်ကနေတစ်သင်မိမိစေရနာအချိန်လေးတိုင်းတက်လွန့်တလူတက်တဲ့လူလို့ဆို မှန်လားပါ ဟင်ဒါတော့မလုပ်တာပဲဟင်သူတို့ဗမာကြတော့လူလို့တော့အပြစ်မဲ့အကျိုးရှိတွေရွေးလို့တဲ့ပုဂ္ဂိုလ်ဒီဘယ်နဲ့တော့အပြစ်လည်းကင်းနေပြီအကျိုးလည်းရှိနေပြီ မှန်လားပါ ဒါတို့စေရနာအချိန်ဒီတလွန့်တလူနဲ့တက်ဖို့ပဲရှိတယ်ထင်တယ်ဟဲ့ မှန်လားပါ ကြာဖို့ရှိသလား မရှိပါဘူး အဲ့ဒါမှလူဟုတ်ကဲ့ မှန်လားပါ အဲ့တော့လူမနတ်လူမပြမာတို့ရောက်သွားတဲ့ပုဂ္ဂိုလ်သို့မဟုတ်လူမအရိယာလူမနိဗ္ဗာန်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတို့ပဲနေတော့လူကနေယုတ်ကြီးတော့သိသွားမှာပေါ့ဘဝသိသလား မသိပါဘူး ဟင်ပါရမီရောသိသလား မသိပါဘူး အဲ့တော့ဒီပုဂ္ဂိုလ်ဟာနေတုံးကလည်းအရှင်ပဲလေသိလည်းအရှင်ပဲလေဟင်သိလည်းအရှင်ပဲသိလည်းအရှင်ပဲအဲ့ဒီပုဂ္ဂိုလ်မျိုးဟင်ခုနကအမှတ်မဲ့နေတဲ့ပုဂ္ဂိုလ်ကြတော့ခုနတို့အသားကိုင်းနဲ့အသားမမှန်စီပဲကျဲပဲ မှန်လားပါ ခေသားလည်းကျဲပဲအဲ့တော့ကျက်ဆွဲတယ်ပဲရောက် ပြည့်ပြည့်ပါ အဲ့ကျက်ထဲရောက်မှာအဲ့တော့ဒီမှာလဲကျက်တစ်ခါတုံနဲ့တစ်ခါဆွဲတယ် မှန်လားပါ ဟင်အဲ့တော့40လားဘယ်လောက်တို့ခုနက60ဟင်အဲ့တော့အဆွဲ60အခါကိုကျက်အခါဘောဘယ်လောက်ဖြစ်မလို့ ဟုတ်တယ်ပြည့်ပါ 60အဲ့တတူတော့15ချိန်အဲ့တခါပါလာရင်တကွဲအဲ့ဒါတခါတရေတေးခါတာတယ် မှန်လားပါ ကျက်ဘွားခါအဲ့တော့60ကို15နဲ့နောက်တော့ဘယ်လောက် ဟုတ်ရ ဟုတ်ကလားသားရတထထဲ မှန်ပါဗျာ သားရတထမှာအစွဲ900သားရတထထဲ မှန်လားပါ ခါမှာ900ဟင်အဲ့ဒီအစွဲတိုင်းအဲ့ဒီ900မှာတို့ဘဝဟောသိပြီထင်တယ် မှန်ပါဗျာ ဒီကနေ့ပိုင်ရှင်ကမွေးတယ်ဒီကနေ့ပဲသူကြိုက်တဲ့ချိန်ကိုသတ်သားလိမ့်မယ်တို့ဘဝတို့မပိုင် မှန်လားပါမပိုင်ပါ ဟင်တော်တဲ့နေတော့ဟော မပိုင်ပါ တော်ကောင်ကြီးနိုင်ငံသားကဒါလိမ့်မယ်မြို့နေတော့တဲ့သခင်ကသားလိမ့်မယ် မှန်လားပါ အဲ့ဘယ်မှာကနောက်သက်တာ မ
တက်တာပါ ကိုပိုင်ဘဝဘယ်မှကြည့်သေးပြီးဘဝတည်သွားတာ မှန်ပါဗျာ ကိုဘဝမှာဟုတ်တော့ပဲ ဟုတ်ပါ ဘဝတည်သွားဗျပါရမီကဟောဗျ ကြည့်ပါဗျာ အဲ့တော့ကျက်ဘဝကြမှာတော့တရဏဂုံထောက်တည်အောင်မလား မကြည့်ပါဘူး ပါဏာတိပါတာကိုအောင်မလား ဟုတ်ပါ သူကြိုက်တာသူလိုက်ထိတ်တာဟော သိ မှာ ပါပါ တောင်းဟုတ်တာကြီးလည်းလုပ်တော့မှာ မှန်ပါဗျာ ဟုတ်တာလုပ်ပါဦးမလား မလုပ်ပါဘူး ပေါင်းမယ်အဲ့ဒီကကြွေးထပ်ပြုံးမယ်အဲ့ဒီ900နောက်ကထပ်တူးတွေလိုက်လာအောင် မှန်ပါဗျာ ဟင်သွားပြီဟောပါရမီသေးပြီဟင် သိပါ ဘောပါတော့သေးပြီ သိပါဗျာ အဲ့တော့လူကခုနေတော့ဟောနေတဲ့လူသိမ့်မှမရှိတော့တာကွယ် မှန်ပါပါဗျာ အမှမရှိတဲ့ပုဂ္ဂိုလ်လေ မှန်ပါပါဗျာ အဲ့တော့နေတဲ့တည်တာပဲတင်တယ် သိတာပါဗျာ တည်တော့ဟော သိတာပါဗျာ တည်လည်းတည်တာပဲနေလည်းတည်တာပဲဟင်အဲ့အမှရှိတဲ့ပုဂ္ဂိုလ်ဟောနေတော့လည်းကျင်တယ်ဗျဟင်တည်လည်းကျင်တယ်ဗျဟောနှစ်ဖက်လား မှန်ပါဗျာ အဲ့တော့ဘယ်ဘက်ကြိုင် ဒီနေ့ပဲကြိုက်ပါ ဘယ်ဘက်လုံးတော့ ဒီနေ့ပဲလုပ်ပါ ပေါ်ကြိုက်တာကဟိုနေလည်းပဲကြိုက်ထားတယ်လုံးတော့သေးလည်းပဲလုံးထားတယ်ခမည်းပြေကခမည်းတန်နာထုံဆောင်ဦးလားဟင်ဟင် တဲ့ပဲလိုက်မလုပ်ပြီးတော့ပါဗျာ ဟင်ဘယ်လိုဟင်အဲ့တော့ဟိုတို့တာမာဝရီတို့ကြတော့ဒီမီးတိလောက်လောင်းနေတဲ့ကြားတွေကရုပ်ကြီးတော့လောင်းခံရတာပဲတို့တော့တစ်ဖက်ကရှုမှတ်မှုနဲ့ခန္ဓာဖြစ်ဖြစ်နဲ့ကြည့်နေတယ် မှန်ပါဗျာ ဟင်မာဂဏီပေါ်လဲအကျွေးတစ်ခုမှထားဘူးလေ မှန်ပါဗျာ ဟင်အကျွေးယူမယူမာဂဏီကလုတ်နေခြင်းဆိုတော့အဲ့ဒီမှာပြန်ပြီးတော့ဒေတာမှမရှိ ကြည့်ပါ ဘူးအစွဲမရှိဘူးသူဒါပဲမှတ်နေတယ်တော့သူတို့အသိသိနဲ့ခုနကအနာဂတ်ဆင့်ကိုရောက်သွားတယ်ဟုတ်ကလား မှန်ပါဗျာ သူကဟင်အကျိုးရှိအပြစ်မဲ့ကိုသုံးသွားတာတယ် မှန်ပါဗျာ အကျိုးရှိအပြစ်မဲ့လုပ်သွားတော့သူ့ကိုတလွန်းနဲ့တလူလွန်းနဲ့သူတက်သွားတာတယ် တက်သွားပါဗျာ အဲ့ဒါလို့ထင်တယ် မှန်ပါဗျာ ဟင်နေတော့ငါလည်းမသိဘူးသေတော့လည်းမသိတော့ဘူး သိပါဗျာ ဟောမာဂန္ဒီကကြတော့ခုနကဒီတော့ကြည့်ဒုက္ခကြီးငယ်ရောက်နေဒေါမနတာသိနေသိမှာပေါ့ မှန်ပါဗျာ နှလုံးသားသိနေသိမှာပဲ မှန်ပါဗျာ ဟင်ကောင်းတဲ့အာယုံဘယ်လိုမှယူလို့မရတော့ ပါပဲမရပါဘူး ဟင်သူ့ကိုယ်သူခုနကလိုလှိချသားပြီးတော့ကြော်ပြီးတော့သိရမှာလေ မှန်ပါပါ ဘုရားလည်းသူ့ရွှေမျိုးတွေကြတော့လေဟိုတို့လေပင်းလောက်တင်ချံဗျာကြံတဲ့ခေါင်းလေးနဲ့လေပင်းလေးကိုတို့ဖွန်သွားနဲ့တိုက်ပါလေ မှန်ပါပါ တစ်ချက်နဲ့ဟောသိမလား မသိပါဘူး ဘယ်ပြန်ညာပြန်တိုက်ပါလေ မှန်ပါပါ ဘာလို့ခံရမလဲ ခံရပါဘူး ဟင်အဲ့မချင်းမခံတဲ့ခါရတဲ့ပုဂ္ဂိုလ်ဘယ်လိုမှလည်းတရားအာယုံမပြုနိုင်ဘူးတရားအာယုံပြုနိုင်ဖြစ်ပြတဲ့ဘယ်လိုမှပြုနိုင် မရှိနိုင်ပါဘူး ဒုက္ခကြမှာဒေါမနတာပဲရှိမယ် မှန်ပါ ဟင်ဒေါမနတာကြားကနေတရားရဖို့တော်တော်ခဲရင် ရပါဘူး ဒေါမနတာကြားကတရားရဖို့လွယ်တာဟဲ့ မှန်ပါဗျာ ဟင်ဒုက္ခကြားကတရားရဖို့လွယ်တာတင်တယ်ဟဲ့ မှန်ပါပါဗျာ အဲ့တော့သူဒီဒေါမနတာနဲ့ပြင်ရင်ငရဲသွားကြမှာပေါ့ မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဟင်အဲ့တော့လူဟုတ်ပါဦးမလား လူမဟုတ်ပါဗျာ ကြာသွားပြီ မှန်ပါပါ လူဆိုးတက်မှာပေါ့ မှန်ပါပါဗျာ ဟင်တလူတလွန်းလွန်းတက်ရင်လူပေါ့ မှန်ပါဗျာ ဟင်တဖုတ်ဖုတ်ကြသွားရင်လူမဟုတ်တော့ဘူးလေ ဟုတ်ပါဗျာ အဲ့ဒါသာမဝတိနမာကန္တိတရားကပြောတာတော့မမေ့တာနဲ့မေ့တာဒါပဲပြောတတ်တယ် မှန်ပါပါ သူကမေ့တာကဘသူတည်တယ်လဲဘသူရှင်တယ်လဲလို့မေ့ မှန်ပါပါဗျာ ဒီဘုရားဖြေတာကမေ့တာနဲ့မမေ့တာဖြေလိုက်တာ မှန်ပါပါဗျာ ဟင်ဟုတ်ကလား မှန်ပါပါဗျာ အဲ့တော့သူရောသာမဝရီအုပ်စုနဲ့မာဂနုအုပ်စုဘယ်အုပ်စုလိုက်ချင် သမဝတိအုပ်စုလိုက်ပါဗျာ မဲခွဲပြပြန်ညှို့ထောင်ခိုက်ဟင်ဘယ်ပဲများမထင်ဘူး အာဂန်ဒီအုပ်စုလိုက်ပါ ပေါ့ဗျာဟင်ဟိုလိုက်တော့ခမရသာမဝရီပဲလိုက်ချင်တယ်ဆို မှန်ပါပါ ဟင်တဲ့ပဲလိုက်ကြမလို့ဟောခမရတယောက်တည်းတော့ဝါသာမဝရီရဲ့ဖြစ်ကိုဟင်ခမရဥမမာကြီးတယောက်တန်းတော့ဟင်ဝါခမရတော့မာဂနီနောက်ကမာဂနီဘယ်နာမတုံးမာဂနီဘယ်နာမတုံးနဲ့မေးလာလိုက်သွားပြီးတော့အောက်ကိုဟင်သိတာနာမသိလဲတောင်းသွားဦးဒီကားတဲ့ဟာဟင်ဘယ်နဲ့တော့လဲသိတာတော့တောင်းသွားမှာလားမာဂနီတို့ကြုံမျိုးမာဂနီတို့ဘယ်မှာရှိတော့ဟင်ချစ် နေမှုကမေးမှုပေါ်မှာ ဟုတ်ကလား မှန်ပါ ဟုတ်ပြီခင်ဗျားကမေးတဲ့ဘက်ကလားမမေးတဲ့ဘက်ကလားမူတည်တာတော့ဟုတ်တာပေါ့ခင်ဗျားဘယ်ဘက်မူကြီးတည်ထားတာတော့ ဘယ်တော့မဖေးတဲ့နဲ့မှုပြီးတာပါ ဟုတ်ပါမလားဗျဟင် မှန်ပါ ဟုတ်ပါမလားဗျခင်ဗျားမေးချိန်လေးမှမရှိဘူးလား တခါတရံတော့ရှိပါဘူး ဟောအဲ့တခါတရံလေးကိုစုသားမှာဘယ်လောက်တော့ဟင် ဒါမျိုးနဲတာနဲ့များတာတော့နည်းနည်း ဟောပြလာပြပါပြီဒါပြီပဲကရတဲ့အဲ့ဒါပြီပဲကဘယ်တော့ပြောင်းဖို့မသိပဲနဲ့ဟင်
တို့မာစီမာလို့ပေါ့မာစီဟိုယောဂီတယောက်ကပါပိတရားသိခံတဲ့တတိတော်အမှတ်မလွတ်ပါဘူးဗျာအမြဲကိုအမှတ်ရှိပါတယ်ဆိုအဲ့ဒီလိုကျုပ်လာလျှောက်တာကအမှတ်ကိုမမှန်လို့လျှောက်ထားပြပေါ့ဟင်ဟင်ယောဂီတယောက်က15မိနစ်တက်တိုက်ပတ်နေတဲ့ပုဂ္ဂိုလ်ကလူတော်ပဲဟင်တို့ဒီကာရှင်ညာရှင်ဟိုဥရုရှင်ကအမြဲဟွာလုပ်နေတဲ့အတွက်ဒီစိတ်ကြီးအမြဲတမ်းပြနေတာဒါကိုအုပ်ဖို့ပါဆို15မိနစ်တဲ့ပို့ပြီးအုပ်လို့မရဘူးလို့ဆိုနည်းနည်းလေးတော့ပြအာယုံညောင်းသွားသဏ္ဍာန်အားကြပါရင်နည်းနည်းတော့ပြင်တတိလွတ်ထားနဲ့ကြဟင်မှတ်လို့မှာပဲအဲ့တော့ရေထဲကိုတို့နှစ်ထားတဲ့ဘောလုံးလေးလက်နဲ့အုပ်ထားတယ်ပဲလက်ကလေးနဲ့တော့ရောဘောလုံးကလည်းနည်းနည်းတက်လာတာတင်တယ်လက်ကလေးနည်းနည်းဖယ်တာနဲ့ဘောလုံးတော့ဝေါ်ဆိုအပေါ်တက်လာတာပဲဗျဟင်အဲ့တော့စိတ်ကလည်းအဲ့ဒီတတိလေးနဲ့ဟိုရေထဲဘောလုံးနှစ်ထားတယ်လို့ကြည့်ကြဟင်အဲ့ဒါခင်ဗျမလို့ဘူးပြောမလားလက်အောင်တည်တဲ့ခါရှိဦးမှာပေါ့အဲ့တော့လူတိုင်းပေါ့ကွယ်ဒီဗုဒ္ဓဘာသာဝင်မှန်များတော့ကောင်းနာကြီးတဲ့လူချင်းရတာပဲမှန်ပါပါဟင်အဲ့တော့ကောင်းနာလူချင်းလုံတုံးရတယ်ဟာကောင်းအောင်လုပ်တမ်းပါဟုတ်ကလားဟိပြီးတော့ကိုလူဖြစ်ချင်ကြရင်ကိုဟာတွေကလူစိတ်ကလေးမွေးကြပါဟုတ်ကလားကြက်မြင်းကြက်သိပ်ပေါက်ကြက်တော့ပါတို့ကြက်သိပ်မွေးနေတာဟဲ့မှန်ပါပါအဲ့တော့လူဖြစ်ချင်ကြက်သိပ်မမွေးကြနဲ့ဗျမှန်ပါပါတို့ဝက်သိပ်မမွေးကြနဲ့မှန်ပါပါအဲ့လူဖြစ်တော့ငါလူသိပ်မွေးထားမှတို့လူဖြစ်မှာပေါ့ဟင်လူဖြစ်တော့ငါတဲ့ကတို့မသေးအောင်လုပ်ထားမှတည်တဲ့ခါလည်းမသေးမှာပေါ့လူတော့ငါတဲ့ကတို့ကမိမိကြီးနဲ့သေးနေရင်သေးတဲ့ခါသေးမှာပေါ့ဗျာဟင်အဲ့တော့ဗုဒ္ဓဘာသာကဘုရားသားသမီးတွေတို့ဘုရားရှင်နဲ့အရိယာများအကုန်လုံးကထက်ပဲတင်တယ်မှန်ပါပါတလူလွန်းတလူတက်သွားတာတင်တယ်လူမနတ်လူမမြမလူမအရိယာတင်တယ်မှန်ပါပါဗျာအဲ့တို့ဘုရားသားသမီးမိခံတိုင်းတို့လည်းအဲ့လိုတက်ရမယ်မှန်ပါပါအဲ့ဓမ္မတို့ဘုရားသားဘုရားသမီးအသေးလို့ပြောလို့ရမှာဗျာမှန်ပါပါဒီတို့ကြရော